လူတိုင်းကြိုက်ကြတဲ့တရေစာ၃မျိုးရဲ့လုံနီးလျှို့ဝှက်ချက်အားလုံးပဲမင်္ဂလာပါထောက်ဝမ်ပရိသတ်တို့နေကောင်းကြလားရှင်စားဖို့သူတိုင်းမကြိုက်သူမရှိကြိုက်သွားကြတဲ့တရေစာ၃မျိုးရဲ့လျှို့ဝှက်ချက်ကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်တရေစာကြိုက်တဲ့အင်ရှင်မတွေရှိရင်တော့အဆုံးထိကြည့်သွားလိုက်တော့နော်ချက်ချောက်အယိုးလို့ဒါကတော့လူတိုင်းလိုလှုပ်ရှားပူးကြလိမ့်မယ်ဆိုပေမဲ့လှုပ်ရှားပူးသူတွေနဲ့တရုတ်စတိုင်ချက်ချောက်အယိုးလို့လုပ်နေကိုသိချင်သူတွေအတွက်မျှဝေပေးလိုက်တာပါအရင်ဆုံးချက်ချောက်တွေကိုအိုးရဲထည့်အပေါ်ကနေဂျင်းနဲ့ဇပလင်အုပ်ပြီးစီအနှင်းငယ်ထည့်ပြုတ်ပေးလိုက်ပါမယ်။ချက်ချောက်တွေနိုးရီသွားတဲ့အထိပြုတ်ရမှာဖြစ်ကောင်နူးလာရင်တော့ဆယ်ပေးလိုက်ပြီးရေအေးအေးနဲ့လည်းခဏစိန်ထားပေးပါ။ပြီးရင်တော့ချက်ချောက်တွေကိုအယိုးလို့လုံးမှာဖြစ်လို့အယိုးတွေကိုထုတ်ပေးထားလိုက်ပါရှင်။နောက်တစ်ဆင့်မှာတော့ချက်သွန်ဖြူနဲ့ကလော်သီးကိုညက်နေအောင်ထောင်းပြီးစီတက်လိုက်ပါ။ချက်သွန်ဖြူကလော်သီးစီတက်ထားတာရလာရင်တော့ချက်ချောက်အယိုးလို့တင်နဲ့ရောပြီးအရသာအတွက်ကတော့ဘဲငက်ပြရဲ့အကြီးအနောက် sauce ခရူးစီတကြောင်ရှာလာကာရီစတာတွေထက်ကတမနေအောင်နှိပ်ပေးလိုက်ပါမယ်။ဒါဆိုရင်တော့အရသာရှိလာတဲ့တရုတ်စတိုင်ချက်ချောက်အယိုးလွတ်လေးရလာပါပြီ။နံပါတ်2ဖတ်ထုတ်ပေါင်းကလည်းလူကြိုက်များတဲ့တရေစာတစ်မျိုးဖြစ်တာကြောင့်လုံနီးလေးကိုမှတ်ထားလိုက်ပြီးလဲလုံစာကြည့်တင်ပါတယ်နော်။အရင်ဆုံးကြိုက်နေတတ်တဲ့အသားတစ်မျိုးကိုပကံလုံးနဲ့ထည့်ပြင်ဆင်ပြီးဘဲငက်ပြရဲ့အကြီးဂျင်းနဲ့စက်သွန်မိတ်ထည့်ထောင်ထားတဲ့စိန်ရည်ခရူးစီစက်သားမှုတ်တို့နဲ့တမနေအောင်နှိပ်ပေးလိုက်ပါပြီးရင်တော့ပြောင်းကုန်မှုစီနဲ့စားတို့ကိုထပ်ထည့်ပြီးအရသာဝင်တမတော့ထပ်နေပြီးပါနောက်တော့ဖတ်ထုတ်တွေထည့်နိုင်အောင်လက်တဆုံစာအသားလုံးလေးတွေကိုလုံထားပါရှင်နောက်တစ်ဆင့်မှာတော့အသားလုံးတွေကိုဂျုံမှုတ်ထဲထည့်နေပြီးရေထဲခဏတာစိမ့်ပေးလိုက်ပါပြီးရင်တော့ဂျုံမှုတ်နဲ့ထည့်နေပြီးအပေါ်ကနေဖတ်ထုတ်ပုံစံအရာလေးပေးလိုက်ပါရှင်နောက်ဆုံးမှာတော့အိုးထဲထည့်ပြီးပေါင်းလိုက်ရင်တော့အရသာရှိတဲ့ဖတ်ထုတ်ပေါင်းလေးရလာပါပြီဒီဖတ်ထုတ်ပေါင်းလေးကတော့ဖတ်ထုတ်ရက်လည်းမလို့အလွယ်တကူလိုက်လုံစားနိုင်တဲ့တရေစာတစ်မျိုးပါပဲဒါကတရုတ်နိုင်ငံမှာလည်းလူကြိုက်များနေတဲ့စားစရာတစ်မျိုးဖြစ်တာကြောင့်ဖတ်ထုတ်ပေါင်းလေးရဲ့လျှို့ဝှက်ချက်ကိုသိရင်လိုက်လုံစားကြည့်လိုက်တော့နော်နံပါတ်3ဟော့တော်ကြောင်ကလေးလူကြီးမရွေးကြိုက်ကြတဲ့ဟော့တော်ကြောင်လေးတွေကိုအသားလန်းလန်းဆက်ဆက်နဲ့ကိုယ်တိုင်လိုက်လို့ရတဲ့နီလန်ကိုပြောပြပေးမယ်ဆိုရင်ရောစိတ်ဝင်စားကြမလားရှင်ဟော့တော်ကြောင်လေးတွေကိုအပြင်မှာဈေးကြီးပေးဝယ်စားနေမယ့်အစားကိုယ်တိုင်ပဲလှုပ်စားကြည့်လိုက်ပါအရင်ဆုံးကြက်ရင်ပုံသားတွေကိုအတုံးလေးတွေတုံးပြီးကြိတ်စုံနဲ့ထည့်လိုက်ပါပြီးရင်တော့အစီထုတ်ထားတဲ့ချက်သားတုံးတွေကိုပါထည့်ပြီးစောင်းတကြောင်ငရုတ်ကောင်ဘဲငပြားကြီးအကြည့်နဲ့အယောင်တင်မှုတို့ကိုပါရောချိတ်ပေးလိုက်ပါပိုပြီးအသားတွေကိုတင်းရင်စီးပိုင်စေနိုင်ဖို့အပေါ်ကနေပြောင်းကုန်မှုအရေးကိုထပ်ထည့်ပြီးကြိတ်လိုက်ပါရလာတဲ့ချက်သားကြိတ်သားတွေကိုခရင်ဘတ်တစ်ပလတ်စတစ်တွေထည့်ပြီးဟော့တော်ချောင်းလေးရဖို့ငွေအောင်ဆက်ကူစားတွေအပေါ်ညှစ်တင်လိုက်ပါတယ်ပြီးရင်တော့ဆက်ကူကိုကြက်နေအောင်စီးပြီးမိနစ်20လောက်အိုးရဲထည့်ပေါင်းပေးလိုက်ပါမိနစ်20ပြည့်ရနဲ့ဆယ်ယူပြီးတော့ဆက်ကူဘက်ပြန်ဖြေလိုက်ရင်တော့အသင့်စားသုံးလို့ရတဲ့ဟော့တော်ချောင်းလေးတွေရလာပါပြီပြီးရင်တော့ဓာလေးနဲ့အရာပေးပြီးမာလာမုတ်လေးဖြူပြီးကြော်စားကြည့်လိုက်တော့နော်အပြင်မှာဝယ်စားရင်မဝတက်တဲ့လူတွေအတွက်လိုက်လုံစားကြည့်ဖို့အကြံပေးလိုက်ပါတယ်ခုဖော်ပြခဲ့တဲ့တရေစာတွေထဲကဘယ်တစ်ခုကိုအစားကျင်ဆုံးလဲဆိုတော့လေ comment မှာပြပြခဲ့ပါအောင်ရှင်ဆက်လက်ပြီးလွယ်ကူရိုးရှင်းတဲ့မော်လော်နီတွေအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ပြီးအားပေးခဲ့ကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ